အားလုံးပဲမင်္ဂလာပါပေါ်လိုက်ပြောက်လိုက် AC Gaming Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ MMPV ရဲ့ 10-year anniversary အကြောင်းပြောပြသွားပြပါမယ်ဒီ10-year anniversary မှာနာနာရဲ့ skin နဲ့နောက်တော့ချောင်းနဲ့ဘယ် skin နဲ့မသိပါဘူးကျွန်တော်မသိတိုင်းများပါတယ်ပြီးတော့ကျတော့ test တွေကလည်းပုံမှန် test တွေလိုပါပဲ game show လိုက် login ဝင်လိုက်ဒီလို test တွေပဲလုပ်အောင်ပါပြီးတော့10-year anniversary နာနာရဲ့ skin ကို1200 coin နဲ့လဲရမှာပါအဲ့မှာသူတို့ပြီးတဲ့ coin လေးပေါ့နော်အဲ့ဒါနဲ့လဲရမှာပါကျွန်တော်ကတော့တေချာမလိလာတဲ့အတွက်ဘာမှမသိပါဘူးဘာမှမသိဘဲနဲ့အခုလိုလာပြောပြတာပါကဲနောက်ပြီးတော့ MSC ပြိုင်ပွဲတွေလည်းစနေပေါ့နော် MSC ပြိုင်ပွဲတွေမှာဘာစီယာရဲ့ skin နဲ့ MSC skin အားလုံးကို coin 3000 ခွဲနဲ့လဲရမှာပါအားလုံးပဲဒီနေ့ကတော့လောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရဆိုရင် like and subscribe လေးမဖြစ်မနေလုပ်တော့ဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာI met my dream girl, oh sweet Joanna. She's all over my mind. My little diva, I'm for you under. Make your body surrender to mine. La 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 la.